အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ force vector လေးကိုအကြောင်းလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ engineering mechanics မှာဆိုရင်ဒီက physical quantity နဲ့ပတ်သက်ပြီးတော့ measure လုပ်တဲ့အခါမှာ scalar တွေ vector တွေဆိုပြီးတော့လေ့လာလို့ရပါတယ်။ scalar မှာဆိုရင်ဘာတွေရှိမှာလဲဆိုတော့ scalar က physical quantity ရဲ့အဓိက magnitude ကိုပဲလေ့လာတာပေါ့နော် magnitude ကိုပဲတိုင်းတာမယ်။ဒါဆိုရင် scalar မှာဘာတွေရှိမှာလဲဆိုတော့ scalar နဲ့သုံးတဲ့ length တွေနောက်တစ်ခါကျတော့သူမှာဆိုရင် mass တွေနောက်တစ်ခါကျတော့ time တွေvolume တွေနောက်ခါကျတော့ဘာလဲဆိုတော့ energy ဒါတွေအကုန်လုံးက scalar quantity တွေဖြစ်ပါတယ်။ဒါဆိုရင်နောက်တစ်ခုကျတော့ဘာရှိမလဲဆိုတော့ vector ပေါ့နော်။ vector မှာဘာတွေပါမှာလဲ။ vector ဆိုတာက physical quantity တွေက magnitude တွေကပမာဏတွေက direction တွေကလေ့လာတာဖြစ်ပါတယ်။တိုင်းတာတာဖြစ်ပါတယ်။ဒါဆိုရင် vector မှာဘာတွေပါမလဲ။ force တွေမှာဆို vector ပါမယ်ပေါ့နော်။ force vector တွေရှိမယ်။နောက်တစ်ခါကျတော့ velocity တွေနောက်တစ်ခါကျတော့ acceleration တွေနောက်တစ်ခါကျတော့ movement တွေပေါ့။အဲ့ဒီအကုန်လုံးကသူက vector ထဲမှာပါနေ example တွေဖြစ်တယ်ပေါ့နော်။ဒါဆိုရင်အဓိကအဖြစ်ဒီမှာဆိုရင် vector ကိုဘယ်လိုမျိုးစဉ်းစားမလဲ။ဒါဆိုရင်ဒီ arrow line ပေါ့နော်။ဒီ arrow line လေးကရှိနေတဲ့ length လေးဒီသူ့ရဲ့ magnitude လို့ပြောလို့ရတယ်ပေါ့နော်။နောက်တစ်ခါကျတော့ဒါဆိုရင် direction ကကြတော့ဒီ reference line လေးကနေပြီးတော့ဒီ arrow လေးနဲ့အကွာမှာတက် angle theta ကွာတဲ့အခါမှာသူ့မှာရှိနေတဲ့ဟာကိုသူ့ရဲ့ direction လို့ပြောလို့ရတယ်ပေါ့နော်။နောက်တစ်ခုကျတော့ဘာလဲဆိုတော့သူ့ရဲ့vector operation တွေကိုလေ့လာမယ်။ vector operation တွေမှာဘာတွေရှိမှာလဲဆိုရင်သူ့မှာ vector ကို addition လုပ်လို့ရတဲ့အပိုင်းရှိမယ်ပေါ့နော်။နောက်တစ်ခုနှစ်ပိုင်းရှိမှာပေါ့။ vector addition လေးကိုအရင်ဆုံးရှင်းပြမယ်ပေါ့နော်။ vector addition လေးမှာသူကဘာတွေရှိမှာလဲ။ parallelogram law နဲ့လည်းသူက vector တွေကို addition လုပ်လို့ရတယ်။ for example အနေနဲ့သူ့မှာဆိုရင် vector နှစ်ခုရှိမယ်ပေါ့နော်။ vector A နဲ့ force vector A နဲ့ vector V ဆိုပြီးတော့သူ့မှာvector နှစ်ခုရှိမယ်ပေါ့။အဲ့ vector နှစ်ခုကိုသူကသွားပြီးတော့ပေါင်းတဲ့အခါမှာဘယ်လိုမျိုးလဲဆိုတော့သူ vector A က arrow ရဲ့ vector A ရဲ့ arrow ထိပ်ကနေပြီးတော့ vector V ရဲ့ arrow နဲ့အပြိုင်သူကမြင်းကြောင်းတစ်ခုဆွဲမယ်။ဒီမှာဆိုရင် vector B ကနေပြီးတော့ vector V ရဲ့ arrow ထိပ်ကနေပြီးတော့ vector A နဲ့မြင်းကြောင်းအပြိုင်ဆွဲလိုက်မယ်။ဆွဲလိုက်တဲ့အခါမှာသူဒီ parallelogram တစ်ခုရမယ်ပေါ့နော်။ဒါဆိုသူနှစ်ခုရဲ့စုံမက်ကို point ပြီးလို့သတ်မှတ်ပေးထားမယ်။ဒါဆို parallelogram law ရဲ့ဒါဆိုရင် parallelogram ပါ parallelogram law မှာဆိုသူ့ရဲ့ resultant ကိုဘယ်လိုရှာမှာလဲ။ parallelogram law မှာဆိုသူ့ရဲ့ diagonal မြင်းတစ်ခုဆွဲလိုက်မယ်။သူ့မှာရလာတဲ့ဟာကို diagonal line ကို resultant r ပေါ့နော်။ resultant r ကိုလိုချင်တဲ့အခါကျရင်သူက r equal to ခုနကတော့vector A နဲ့ vector B နဲ့ပေါင်းလိုက်တဲ့အခါမှာသူ့ရဲ့ resultant force ကိုရလာမယ်ပေါ့နော်။ဒါကိုဘာ law လို့ခေါ်လဲဆိုတော့ parallelogram law လို့ခေါ်မယ်။နောက်တစ်ခုကကျတော့သူ့မှာ triangle rule ရှိမယ်ပေါ့နော်။ triangle rule ကလည်း vector တွေပေါင်း addition လုပ်တဲ့အခါမှာသုံးတဲ့ rule တစ်ခုဖြစ်မယ်ပေါ့။ triangle rule မှာဘာတွေရှိမှာလဲ။ခုနလိုပဲ vector က vector A နဲ့ vector V ရှိမယ်။ vector နှစ်ခုကိုပေါင်းတဲ့အခါမှာသူ့ရဲ့ vector A ရဲ့ arrow ထိပ်ကနေပြီးတော့ vector V direction အတိုင်းသွားမယ်။သူတို့နှစ်ခုရဲ့အစအဆုံးပေါ့နော်။ arrow A ကနေပြီးတော့ D ကနေပြီးတော့ arrow B ရဲ့ head ကိုထိကို resultant ကိုလိုချင်တဲ့အခါမှာသူ့ကို triangular rule နဲ့လည်းတွက်လို့ရတယ်ပေါ့နော်။ triangular rule တွေကနောက်တစ်ခုဒီမှာလေဒီလို vector ပုံစံမဟုတ်ဘဲနဲ့ vector A ကိုအရင်သွားမယ်။ vector V ကနေနောက်တစ်ခုသွားသူ့ရဲ့ resultant ကိုရှာလို့မရဘူးလားရှာလို့ရတယ်။သူတို့တို့ရဲ့ vector ကိုရှာချင်တယ်ဆိုရင်သူ့ရဲ့ပုံသင်နည်းလေးကတော့ r equal to က resultant r equal to က a plus b နဲ့ပဲရှာမယ်ပေါ့နော်။ဒါဒီနောက်တစ်ခုကကျတော့ vector addition မှာနောက်တစ်ခုရှိသေးတယ်ပေါ့နော်။နောက်တစ်ခုကတော့ဘာလဲဆိုတော့ addition of the collinear vector ပေါ့။ဒါဆိုရင်သူပေးထားတဲ့ collinear vector ဆိုတာကဘယ်လိုမျိုးလဲ။ဒါဆိုရင် arrow နှစ်ခုပဲခုနလိုပဲ vector arrow B နဲ့ vector arrow A နဲ့ vector arrow A နဲ့ arrow B နှစ်ခုကိုပေါ့နော်ပေါင်းတဲ့အခါမှာသူ့ကိုcollinear ပေါ့နော်တစ်ဖြောင်လေးရှိနေတာပေါ့။ဒါဆိုသူ့ရဲ့ resultant ကိုလိုချင်တဲ့အခါမှာလည်းသူ့ရဲ့ equation ကဘာလဲရှိလဲဆိုတော့သူဒီ r equal to က a plus b နဲ့ပဲသူ့ကို vector တွေကို addition လုပ်လို့ရတယ်။ဒါဆို vector addition လုပ်တဲ့အခါမှာသူ့ကိုသုံးမျိုးနဲ့လုပ်လို့ရတယ်။ parallelogram law နဲ့လည်းလုပ်လို့ရတယ်။ triangle rule နဲ့လည်းလုပ်လို့ရတယ်။နောက်တစ်ခုကကျတော့ထပ်ပြီးတော့ collinear vector နဲ့လည်း vector တွေကို addition လုပ်လို့ရတယ်။ဒါတော့ vector operation မှာနောက်တစ်ခုဘာရှိအောင်ပါလဲဆိုတော့သူ့မှာဘာရှိအောင်လဲဆိုတော့ vector subtraction ပေါ့။ vector subtraction ကဘယ်လိုလုပ်မှာလဲ။ vector subtraction မှာဆိုရင်သူ့မှာတော့triangle rule နဲ့လည်းသုံးလို့ရတယ်သူတို့ parallelogram rule နဲ့လည်းသုံးလို့ရတယ်။ဒါဆိုခုနလိုပဲ arrow A ရှိမယ် arrow B ရှိမယ်ပေါ့။ဒါဆိုသူတို့ကိုလည်း vector subtraction လုပ်ချင်တယ်ဆိုရင် arrow A ရဲ့သွားနေတဲ့လမ်းကြောင်းနဲ့သူ arrow A လေးရှိမယ်။ဒါဆိုရင် arrow B သွားနေတဲ့ vector A B လေးကို direction ပြောင်းလိုက်တဲ့အခါမှာသူဒီ minus B နဲ့ရှိနေမယ်။ဒါဆိုသူ့ကိုလည်း parallelogram law နဲ့တွက်မယ်ဆို parallelogram law ကိုဘာနဲ့သွားမလဲဆိုတော့ r prime နဲ့သွားမယ်ပေါ့နော်။ r prime ဆိုပြီးတော့ assign လုပ်လိုက်တယ်ပေါ့။ဒါဆိုသူ့ကို subtraction လုပ်တာဖြစ်တဲ့အကြောင်းမလို့ A ထဲကနေပြီးတော့ arrow A ထဲကနေပြီးတော့ arrow B ကိုသူကနှုတ်တယ်ပေါ့နော်။သူ့ direction ကိုသူ့ရဲ့ resultant ကိုလိုချင်တဲ့အခါမှာ r equal to က a minus b လို့လည်းတွက်လို့ရတယ်။ဒါမှမဟုတ်သူဘာလဲ a plus သူ့ရဲ့ direction အတိုင်းယူပြီးတော့ minus b နဲ့လည်းသူ့ကိုသွားပြီးတော့ resultant ရှာလို့ရတယ်ပေါ့။ဒါဒီဘာလုပ်တာလဲဆိုတော့ parallelogram law နဲ့လည်းvector တွေကို subtraction လုပ်လို့ရတယ်ပေါ့နော်။နောက်တစ်ခုသူ့ကိုဘာလုပ်လို့ရသေးလဲဆိုတော့သူ့မှာဆိုလဲ
triangle rule နဲ့လည်းသွားပြီးတော့ vector တွေကို subtraction လုပ်လို့ရတယ်။ဒါဆိုကိုယ့်ရဲ့ resultant ကိုရှာချင်တဲ့ A ထဲကနေပြီးသူ့ရဲ့ direction ပေးထားတဲ့မူလ direction vector ကသူဒီ positive ဘက်ကိုသွားနေရကိုဒီ direction ကိုချင်းလိုက်တဲ့အခါမှာသူ့ရဲ့ direction က minus b ဘက်ကို direction opposite ကိုပြောင်းလိုက်တဲ့အခါမှာသူ့ရဲ့ direction ဒီ minus ဘက်ကိုသွားမယ်ပေါ့နော်။အဲ့ခါကျရင်သူတို့နှစ်ခုကို subtraction လုပ်လိုက်တဲ့အခါမှာသူ့ကိုလည်းခုနလိုပဲ direction ကတော့subtraction လုပ်လိုက်တဲ့အခါမှာ r equal to က a plus minus b နဲ့သူ့ကို subtraction လုပ်လို့ရတယ်။ဒါမှမဟုတ် direction မပြောင်းချင်ဘူးဆိုလည်းသူ့r prime equal to က a minus b နဲ့လည်းသူ့ကို subtraction လုပ်လို့ရတယ်ပေါ့။ဒါဆိုရင် vector operation လုပ်တဲ့အခါမှာvector တွေ operation လုပ်တဲ့အခါမှာ vector addition နည်းရှိမယ် vector subtraction နည်းရှိမယ်။အဲ့ဒီမှာအကျယ်တွင်းပြန်ပြီးပြောမယ်ဆိုရင် parallelogram law ရှိမယ် triangle rule ရှိမယ်နောက်ထပ် collinear vector တွေရှိမယ်ပေါ့။ဒါဆိုရင်တော့vector operation အကြောင်းလေးကိုဒီနားမှာပဲရှင်းချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။